အားလုံးပဲကျွန်တော်အနေနဲ့ပဲဒီနေ့ဗီဒီယိုလေးပါကျွန်တော်ချောင်းကိုင်းဘယ်လိုရှုံးရပါမယ်လို့ကြည့်ဟိုမှာကျွန်တော်ဘယ်လိုမျိုးကြမ်းပြပါမယ်ဘာလို့စတော့ကြည့်ရှုလိုက်ကြနော်ကျွန်တော်ပွဲစားလို့ base တဲ့ထွက်လာတဲ့ချင်းကျွန်တော်ယူဆောင်နဲ့ထိန်အဲ့ချင်းမှာကျွန်တော်ယူဆောင်နဲ့ထိန်ယူဆောင်နေပါအားလေးပဲနှိမ်ထားပါဗျာရောနှိမ်ထားပြီးတော့ကျွန်တော်အဲ့မှာ creep ပဲရှင်းcreep ပဲရှင်းcreep ပဲပိတ်ချပေါ့ပိတ်ဖို့ကျွန်တော်ဘာလုပ်ခဲ့ကျွန်တော်ဘာလို့ face time ပြပြflash ချောင်းသုံးတဲ့ကွက် face time ဟာဟက်ချက်လာအောင်ဆိုပြီးတည်သွားပါတယ်ယူဆောင်ပြီးပြပါအဲ့ဒီတော့ကျွန်တော်လင်းရှင်းမှုလုံးနေကျွန်တော်လမ်းမှာတွေ့တယ်လမ်းစလုံးတွေ့လို့ကျွန်တော်တီးတယ်စမှုစားလာရောက်လို့ပါစမှုစားလာရောက်ကျွန်တော်တီးတယ်ဒါပေမဲ့မရအောင်ဆက်ညက်ကောက်အဲ့ကျွန်တော်ကိုပေါ့လင်းနေရှင်းမှာပေါ့ဆိုပြီးတော့မှတစ်ဖက်ပြန်ယူဆောင်ပြန်လာတော့ကျွန်တော်ဘာတော့မလဲဆိုတော့ကြည့်ပါဒါတော့ကြည့်ဒါပေမဲ့ယူဆောင်လာခဲ့ပြီဘာဖြစ်လို့လဲယူဆောင်ကြားထားနေတာလို့ပဲကျွန်တော်ပြောဆိုနေပေါ်လာယူဆောင်အဲ့မှာ nation ယူဆောင် nation တော့ကျွန်တော်ဘာလုပ်လဲဆိုကျွန်တော်နှစ်စင်းနဲ့တွဲသွားတယ်ဘရောမင်းကြီးရောက်တော့မင်းတော့ဒါကျွန်တော်အဲ့ချင်းကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်ဝင်းတီးကိုဒါပေမဲ့ကိုကောင်စက်တက်နဲ့တုံးမှဆိုဝင်းတော့တွဲတော့ရှော့ပြီးတယ်ကျွန်တော်အဲ့ဒီဝင်ဘရာလို့အဲ့ဒီနဲ့ဟောကျွန်တော်ယူတော့အဲ့ဒီမလို့ကျွန်တော်ဂျီဘရ30နေပြက်တယ်အဲ့နဲ့အမနတ်တော့နှစ်ကောင်တော့ရကျွန်တော်မနိုင်တော့တီးတယ် record ကျွန်တော်ပူတွေလွဲကုန်တယ်မြာဟုတ်တယ်အမကျွန်တော်ဟုတ်တယ်21တီးရတယ်ဆိုပြီးကျွန်တော်ပြင်ရပြီးတီးပြီးတယ်တီးစမှုစားပဲမပြင်းနဲ့စမှုစားရင်မပြင်းနဲ့စမှုစားတိုင်းရောရောက်အဲ့မလုံးနဲ့ဟုတ်တယ်ဒါပဲကောင်းသွားပြီခင်ဗျာပြောတယ်ပေးတယ်စမှုစားရောက်ခံတယ်အဲ့ကျွန်တော်ယူဆောင်ယူဆောင်သူ့လူပဲစားလို့စီကျွန်တော်ဂျီကို3ဆင်းနေကျွန်တော်ဖြတ်ပြီးလိုက်ဘတ်ပြီးတေးသွားတယ်ကျွန်တော်အဲ့ဒီတောင်းလေးပုတ်တယ်ပေါ့တောင်းလေးပုတ်နေတဲ့အချိန်အဲ့မှာကျွန်တော်လင်းရှင်းနေသူမြောက်ညှော်နေကြမိတ်ကိုကျွန်တော်အဲ့မှာတွေ့ကျွန်တော်ဘာလုပ်လဲဆိုတော့ဒီမှာဒီကရောက်အဲဘုံရေးကျွန်တော်ဖြတ်ကန်မယ်ဝမ်းရပဲနောက်ပြီးတော့ပြန်ပြန်ဖင်ရပြီးကျွန်တော်တေးရမယ်အားလုံးကြည့်ကြပါဦးကျွန်တော်ကြည့်ကြပါဦးဟောဘလို့နာကြည့်ဘာကြည့်တော့ကျွန်တော်ကြည့်ဟောအသေးကိုလိုက်တာဒီရဲ့အရှိတိုင်းတိုင်းကျွန်တော် record ပြန်ပြန်အားချောင်းတော့နော်ကျွန်တော်grow ကျွန်တော်တီးကျွန်တော်သူစကီဝါဖလီကနှမ်းတော့ကျွန်တော်ရှောင်းပြပါနော် brother တို့grow ရဲ့အဲ့လိုရှောင်းပြီးပါ brother တီးချင်ကျွန်တော်စီတာကျွန်တော်ဖတီးတယ်အမကျွန်တော်ဖင်ပေါ်လိုက်တော့ရှင်းတာကွာနှောင်းခေါ်တာတွေ့ကျွန်တော်ဘဲရမယ်ချောင်းပရိုလေးဆိုတော့ဒီလိုအထာနဲ့နေရအမကျွန်တော်မင်းလေးမထပ်ပြီးတွေ့တယ်ကျွန်တော်ဂျီဝန်တစ်စင်တော့ဟိုတာဝါတက်ဆက်ပြီးသွားကျွန်တော်အဲ့ရုပ်ရှိကျွန်တော်ဖြတ်ကန်လိုက်ဒါပေမဲ့ recording နဲ့ freestyle အမေဒါလို့ဆိုချောင်းပရိုလေးပဲလုပ်နေရဟုတ်တယ်နော်အဲ့တော့မလို့ကျွန်တော်ဂျီကို3စင်းနေတော့ပြတ်သွားတယ်ချက်ပါကြီးပိုင်ဆိုင်လိုက်ရနော်ကျွန်တော်ကျုပ်စင်ချောင်းပရိုလေးဆိုဒီလိုပဲဖြစ်နေရဘာကျွန်တော် high ပါရှု video ကောနော်တော့မရှုပ်လို့မရသူကလည်းတော့ရှုပ်နေတယ်ဒါတော့ကဲတက်ပြီးတော့အားကအဲ့ဒီဖွင့်လာကျွန်တော်ဟို arrow ထပ်ကန်မှာမှတော့ကျွန်တော်ထိုင်ကြည့်ပြီးတော့ visit တစ်ချက်ထိုးတယ်ကျွန်တော်ယူဆောင်တိုက်နေတာcross ပဲဝါဝပိတ်ခဲ့ကျွန်တော်ချောင်းပရိုလေးရှောင်းတက်နေရချောင်းပရိုလေးကြိုင်မယ်ဆိုရှောင်းရတယ်အရှောင်းသိမ်းကျွမ်းရဘာညာပေါ့ယူတော့လိုက်တာဆိုကျွန်တော်တီးတယ်ဘုံမင်းကြီးပဲတိုင်းမကြမ်းရင်ဒါပေမဲ့ကျွန်တော်ပြန်ပြေးတယ်ဒါပေမဲ့အဲ့ကောင်မပြန်ဘူးဘယ်မှာစနီနာအဲ့လိုရှောင်းပြီးကျွန်တော်တက်ပြန်တီးလို့ဆိုကျွန်တော်free side ပါrecording နဲ့double recording နဲ့ back ဒီဝိုင်းအဲ့ကြောင့်ဒါဆိုတော့ဝင်ချတာကျွန်တော် visit တက်တူမေးပါအဲ့မှာကျွန်တော်တစ်စက်နှစ်စက်သုံးစက်မထုံးပါမယ် visit တက်နေပြတ်တယ်အဲ့မှာပရိကအဲ့မှာမိုက်ကိုကျွန်တော်တီးတယ်ကြည့်တယ် visit ချက်ထိုးပေးသွားတယ်ကျွန်တော်ဖင်ရပြီး grow ဘာမှတော့ချက်ချင်းတိုင်းမဲ့ထင်မျိုးကျွန်တော်ချကြည့်ကျွန်တော်အဲ့ဝတ်တိုက်ကျွန်တော်တက်ငုံဝ grow တိုင်းမဲ့ကြီးနေဆိုဟာကျွန်တော်ယူဆောင်တက်တူကျွန်တော်ယူဆောင် visit တက်ပဲတုံးချက်နဲ့ထိုးပြီးတော့တင်ပြီးတယ်သူကထက်လာတော့ထပ်ပြီးတော့တေးပြန်လာပေါ့နော်ထပ်ပြီးတေးတော့ကျွန်တော်အားက visit နဲ့အဲ့ဒီ one hit
ဟုတ်တယ် make error တွေမှန်တော့ကျွန်တော် budget ဒါပဲပြီးသွားပြီအဲ့ချိန်မှာကျွန်တော်တာဝါလေးထိုးလိုက်တယ်နော်နိုင်သွားပါတယ်ကျွန်တော်တို့တော့ချောင်းပရိုလေးပိုင်ဆေးတယ်လို့ထင်ပြီးကျွန်တော်ဒီနေ့မှာကျွန်တော်အားလုံးစောင့်နေတဲ့ All Stars Game နားဖိုက်အဲ့တော့ဒီဗီဒီယိုကိုချိန်တက်တဲ့ကျွန်တော် channel ကို like subscribe လုပ်ပေးပါခဲ့ကြပါကျွန်တော်အခုစသ train နေခြင်းမို့လို့ပါဗျာတော့မကောင်းတာတွေပါရှိကျွန်တော်မြတ်တိုင်ခဲ့ပြီအဲ့တော့ bye bye